မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ရတနာဘုံခေတ်နန်းတွင်၌ထင်ရှားကျော်ကြားခဲ့သောအငိမ့်မင်းသမီးကြီးတူဖြစ်တော်လဲကွယ်လွန်ခြင်းကိုလိုနီခေတ်တွင်စစ်စင်ရဲဖြင့်ကွယ်လွန်ခဲ့ရရှာသည့်အငိမ့်မင်းသမီးကြီးစင်ကူးမာလေးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတူတရဝယ်ရအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်စင်ကူးမကလေးသည်မြမသပင်လောကတွင်အစိုးကနှစ်ဌာန၌နာမည်ကျော်ကြားခဲ့သူသပင်ပညာရှင်တစ်ဦးဖြစ်သည်သူ၏ငယ်နာမည်မှာမတ်ရွှေမြင့်ဖြစ်၍တက္ကရာ1214ခုနှစ်တွင်တောင်တွင်းကြီးမြို့၌ဖွားမြင်စင်ကူးမကလေးသည်ကိုလုံးကိုပေါတည်တည်တွေ့တွေ့နှင့်အသားရည်ညိုစိမ့်စိမ့်ရှိ၍ချောမောလှပရင်ကျေးသည်ငယ်စဉ်ကပင်အကတက်မြောက်၍မြေဝိုင်းမင်းသမီးဖြစ်ခဲ့၏ပထမဦးစွာတွင်တောင်တွင်းကြီးမြို့လေတော်အုပ်နှင့်အကြောင်းပါ၍ညာဘွားနှင့်တတ်ထားအမည်ရှိသောသားနှစ်ယောက်ကိုရသည်ထို့နောက်1236ခုနှစ်ခန့်တွင်မန္တလေးသို့တက်ရောက်ရာရနောင်မင်းသားမြင်၍တိမ့်ပိုက်မည်ပြုလေသည်ထိုအခါစင်ကူးမကလေးကကျွန်တော်မှငယ်လင်ယောက်ျားလက်ရှိဖြစ်ပါသည်သူနှင့်ကွာရှင်းပြီးမှအသိအပိုက်ခံတော်ဝတ်မှမည်ဟုလျှောက်၍ရနောင်မင်းသားသည်တာကြီးညာဘွားကိုမန္တလေးတွင်ထားစေခဲ့ပြီးလျှင်တောင်တွင်းကြီးသို့လေတော်အုပ်နှင့်ကွာရှင်းရန်စင်ကူးမကလေးကိုပြန်လွှတ်သည်တောင်တွင်းကြီး၌လေတော်အုပ်နှင့်ကွာရှင်းပြီးနောက်စင်ကူးမကလေးသည်မိမတူအားငွေ900ပေး၍မိမိခင်မဟောင်းကိုမိမိကိုယ်စားပြုစုရန်မှာကြားပြောဆိုရလေသည်ဤသို့စီစဉ်နေခိုက်တွင်ပင်ရနောင်မင်းသားကကြာသည်ဟုခြေမြန်တော်များလွှတ်၍တောင်ရင်းကြီးမှဆင်နှင့်တည်၍ခေါ်စေသည်ရင်းကိုအကြောင်းပြု၍စင်ကူးမကလေးဟုတွင်သည်လေတော်အုပ်မှကစင်ကူးမကလေးကိုတန်းတ၍ယူမတက်ဖြစ်လျက်ကြံရစ်ရှာလေသည်ရနောင်မင်းသားသည်စင်ကူးမကလေးအားလွန်စွာမျက်နှိုးတော်မူသဖြင့်စရီး6ယောက်တွင်အထူးပြု၍အိမ်တော်တော့ကိုအပ်သည်ရနောင်မင်းသားနှင့်တင့်မြတ်၍ဖွားမြင်သောသားတော်တစ်ပါးမှာအခလည်းအရွယ်တွင်တည်ဆုံသွားသည်ရနောင်မင်းသားသည်ပြစ်မှုမကဲ၍ရာဇဝတ်တော်တည်သောအခါတွင်စင်ကူးမကလေးသည်လည်းရိုက်တံ73ချက်ခံရ၏ထို့နောက်ရွှေလံမိုးအိမ်တွင်ခြေချင်းခတ်၍အချုပ်ချထားရာမှာတီဘောမင်း၏မိဖုရားကောင်ကြီးအမိန်နှင့်လွှတ်လိုက်လေသည်စင်ကူးမကလေးသည်မိဖုရားကောင်ကြီးချစ်မြတ်နိုးခြင်းကိုခံယူရ၏စင်ကူးယူရီးယားတင်စေဟုမိန့်တော်မူ၍ယူရီးယားယာမဆရာဦးဖို့မြထံတွင်3နှစ်ပညာသင်ယူရလေသည်မိဖုရားခေါင်ကနိုင်ငံတော်တွင်စင်ကူးအပြေမင်းသမီးမရှိစေနှင့်ဟုပင်မိန့်၍မြောက်စားတော်မူသည်အကျဉ်းခံရသောရနောင်မင်းသားသည်မိမိကိုယ်ကိုကတ်ကြေးဖြင့်ထိုး၍အဆုံးစင်လိုက်ပြီးနောက်မိဖုရားခေါင်ကြီးကစင်ကူးမကလေးကိုအိမ်တော်သိချထားပေးမည်အပြုတွင်စင်ကူးမကလေးကမိမိခေဘုံဟောင်းရှိသေးကြောင်းနှင့်ရှောက်တင်သဖြင့်တောင်တွင်းကြီးရှိလေတော်အုပ်ကိုအမြန်ခေါ်စေ၍ပြန်လည်လက်ဆက်ပေးလေသည်မြန်မာနိုင်ငံကိုအင်္ဂလိပ်တို့အုပ်စိုးသောအခါစင်ကူးမကလေးသည်နာမည်ကြီးဇက်တော်ကြီးထွက်မင်းသမီးဖြစ်အားလျော်စွာမိမိပညာကိုမတိမ်ကောစေအောင်ဇက်ထောင်၍ကပြရဲရှာဖွေစားတော့ခဲ့ရရှာလေသည်မန္တလေးအပြက်တွင်အရှင်တစ်ပါးပါတော်မူကြောင်းကိုဖွဲ့နှဲ့တည်ဆိုခဲ့ရာဆုလက်များစွာရခဲ့၏ထို့ပြင်လည်းရတနာဂိရိစံတီဘောမင်းတရားကြီးတမိတော်များနားထွေးမင်္ဂလာကျင်းပခဲ့စဉ်ကရတနာဂိရိသို့တွားရောက်အသုံးတော်ခံခဲ့ရသည်ထို့နောက်ကြည်မြင်တိုင်း၅ကျော်ဘူမှအရက်လူကြီးမောင်မောင်ဖနှင့်အကြောင်းပါ၍တားတယောက်ရ၏တာကြီးမောင်ညာဘွားသည်လူရှင်တော်ဘွားမှဆိုင်းเสียဖြစ်လာပြီးနောက်ကုန်တယ်လို့သည်တာငယ်မောင်သက်ထားမှမူမိခင်ပညာကိုစက္ခံ၍စမင်းသားဖြစ်လာသည်နတ်မောင်ကြောက်ပတောက်နှင့်တောင်တွင်းကြီးနယ်တွင်စင်ကူးမကလေးအမိကိုအထူးလူသိများသည်စင်ကူးမကလေးသည်အစိုးအကတွင်ပိုင်ပိုင်နိုင်နိုင်ရှိ၍လက်ညှိုးထိုးကရ၌အလွန်ရည်ကြည်အထူးသဖြင့်ခရသံဒိုးဘက်အကအလွန်ကောင်းသည်ဟုဆိုလေသည်အရွယ်ကြီးသည့်အချိန်တွင်စီးပွားရေးချို့တဲ့၍မိမိပညာ၏တန်ဖိုးကိုအကျိုးမခံစားရပဲဆေးရဲညိုညင်စွာအသက်80ကျော်အရွယ်၌ကွယ်လွန်သွားလေသည်ဒီဗီဒီယိုလေးကိုစုံထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်